디네 스님의 정야가로 예것도 지가 호수 우주 이문야 유체 천사야 디방세야 소를 건설가 진로로 스님도마 피바래 진로하러 슬라이탄에 피바래 진로고 레시다원 탄성이라가로 친인의 루의 이해 코미티에 디랑스 고슬레 니네 도로가 이မြန်မာနိုင်ငံ လူငယ်ရေးကော်မတီမှာတွဲဖက်ပြီးမှုအနေနဲ့တော့တာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော်အခုဆွေးနွေးပွဲမှာ moderator အနေနဲ့တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဆွေးနွေးပွဲမှာအထူးဖိတ်ကြားထားတဲ့သူတွေကတော့ဦးမြင့်ဦးဖြစ်ပါတယ်ဦးမြင့်ဦးကတော့ဒီဟာခါမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုဦးစီးဌာနရဲ့မြို့နယ်အုပ်ချုပ်ရေးမှုဖြစ်ပါတယ်ဒီဖက်ကကျွန်တော်တို့အထူးဖိတ်ကြားထားတဲ့လူကတော့စလိုင်းဝန်ဒီဟုတ်ဖြစ်ပါတယ်စလိုင်းဝန်ဒီဟုတ်ကတော့ဒီစေချာလုံးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့လက်ရှိမှာဟာခါစီဝါကုမှာထွေထွေတွင်းမှုတာဝန်ထမ်းဆောင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့ဒီမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုကိုဆွေးနွေးစီချင်ပါတယ်ဘာကြောင့်ဒီရက်ကွက်တုံးဟုတ်ကြီးတော့အုပ်စုအုပ်ချုပ်ရေးမှုရွေးချယ်ရအရေးကြီးတယ်လဲဆိုတဲ့ကောင်းစင်ကဆွေးနွေးပြီးဖို့ညတဲ့အခါဟုတ်ကဲ့ပါကျွန်တော်တို့2008ပေါ့နော်ဝစီပိုချီကပြည်နေရာနဲ့89မှာကျွန်တော်တို့ဒီရပ်ကွက်တုံးကြီးအုပ်စုဒီအုပ်ချုပ်မှုပြည်ရနေပြီနော်ကျွန်တော်တို့ရဲရွာလေးကတည်ပြီးတော့တေကသမားတွေရှိတဲ့သူတို့ရွေးချယ်ကတောင်းပေးရမယ်ဆိုတာပါရှိပါတယ်အဲ့တော့ပါရှိတဲ့အတွက်ကြောင့်မို့ဒီ2012မှာပေါ့နော်ရပ်ကွက်တုံးကြီးအုပ်စုအုပ်ချုပ်မှုတွေကိုစတင်ပြီးတော့ပြဋ္ဌာန်းခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာအမိဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်ဒါဝိပြန်နေတာနော်ဒါဝိပြန်ပြီးတော့မှဒီအုပ်ချုပ်ရေးလုပ်ငန်းကိုဆောင်ရွက်ခဲ့တယ်။ဘာဖြစ်လို့အုပ်ချုပ်ရေးလုပ်ငန်းကိုကျွန်တော်တို့ဆောင်ရွက်လဲဆိုတော့ဒီနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအစင်မှာပေါ့နော်။ရပ်ကွက်တော်ကြီးအောင်ဆိုအုပ်ချုပ်ရေးအစင်ကအခြေခံကြောက်ဆုံးသောအုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။ပြည်သူတွေနဲ့အနိကဆုံးဆောင်ရွက်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်။အဲကြောင့်မို့ဒီရပ်ကွက်တော်ကြီးအောင်ဆိုအုပ်ချုပ်ရေးဒီအုပ်ချုပ်ရေးလုပ်ငန်းပေါ့နော်။အများမဲ့အရေးကြီးတယ်။အပြည်သူတွေနဲ့လည်းပဲတွေ့ဆက်ဆံမှုအများများတယ်ပြည်သူတွေအတွက်တကယ်လည်းအရေးကြီးတဲ့လုပ်ငန်းဖြစ်တဲ့ပြီးတော့ဒီရုပ်ထုကျေးရွာအုပ်စုအကျိုးမှုတာဝန်ယူတဲ့သူတွေကလည်းအများနဲ့တာဝန်ကြီးပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီအုပ်ချုပ်ရေးမှုရဲ့ဒီရက်ွက်ကျေးရွာဒီဆယ်မှုရမှုရဲ့ပါပေါ့နော်အဲအုပ်ချုပ်ရေးမှုရဲ့တာဝန်နဲ့တရားဒါလည်းဆိုတာဒီလည်းရှိတယ်ဟုတ်ကဲ့ဒီရုပ်ထုကျေးရွာအုပ်စုအကျိုးမှုတွေအုံးမ73ပါပေါ့နော်ကျွန်တော်ပြန်ထားပါတယ်အဲ့တော့အလုံး30နဲ့တစ်ချက်ရှိပါတယ်။ဘုံမှာဘုံမှာခွဲမှာ30ချက်ရှိပါတယ်။အဲ့ဒီထဲမှာတော့ကျွန်တော်တို့ဒီလဲတန်းနေပါတယ်။အထူးသဖြင့်တော့ရဲဘက်တာရေးရောင်းလို့စုံမှုရေးဒေတာဖွံ့ဖြိုးရေးပြည်သူ့ကျန်းမာရေးလုပ်ငန်းဆောင်ရွက်ရေးပညာရေးကျန်းမာရေးဟုတ်နော်ဒီအစိုးရဘာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအားလုံးပေါ့နော်ဒီပြည်သူနဲ့ပတ်သက်တဲ့လုပ်ရတဲ့အခြေအနေအားလုံး30ချက်ပါပါတယ်ဗျ။အဲ့ဒီထဲမှာတော့ကျွန်တော်တို့အသေးစိတ်တန်းနေပါတယ်ဟုတ်ကဲ့ခုပြင်မဲ့ဒီမင်းတို့ချင်းပေါ်နေပြီးတော့ဥပဒေနဲ့အညီပြရတဲ့တာဝန်ကိုထပ်ဆောင်နေကြတယ်လည်းအဲ့ဒီမှာပါပါတယ်။ကျေးဇူးတင်ပါတယ်။တစ်ထက်မှာဒီလူငယ်စတိုင်းဗန်ဟုတ်ပေါ့နော်။ဒီရက်ကွက်တုံးဟုတ်ဒီကျေးရွာအုပ်ချုပ်ရေးမှုကြီးချက်ချင်းနဲ့ပတ်သက်ပြီးတော့လူငယ်တယောက်အနေနဲ့အရင်တော့ထားနေတဲ့ဆွေးနွေးပြီးပါဟုတ်ကဲ့။ရက်ကွက်ချုပ်ရေးမှုနဲ့ကျေးရွာအုပ်ချုပ်ရေးမှုပေါ့နော်။ရွေးတဲ့ချိန်မှာကျွန်တော်တို့လူငယ်အနေနဲ့ဆိုရင်လူကြီးတွေကလူငယ်တွေကိုအယုံကြည်မရှိဘူးပေါ့နော်လူငယ်ကရုပ်ကချုပ်ရုပ်ကိုရွေးမယ်ဆိုတော့လူငယ်တွေကတော့ရုပ်ကချုပ်ရုပ်ကတော့သူတို့နိုင်မှာမထင်ဘူးသူတို့ကလူငယ်ဆိုတော့အယူဆတွေပြီးတော့တွေးခေါ်နေတယ်သူတို့လောက်နိုင်မှာမထင်ဘူးအဲ့လိုမျိုးပေါ့နော်လူကြီးတွေကလူငယ်တွေကိုအဲ့လိုမျိုးဆောင်းတာတွေပေါ့နော်အဲ့ဒါတွေကတော်လေးဖြစ်တဲ့ပါတယ်ပြီးတော့လူငယ်တွေအောက်ချုပ်ရမှုဖြစ်တဲ့ဆိုတာတော်လေးရှားပါတယ်အဲ့ဒါကြောင့်လူငယ်တွေလည်းရုပ်ကအချုပ်ရမှုလည်းလောက်နိုင်ပါတယ်ဆိုတဲ့ဟာလေးတွေကလူငယ်တွေပေါ့နော်ပို့ထားတယ်ပြီးတော့ရုပ်ကအချုပ်ရမှုကကြည့်ရချုပ်ရမှုကတော်လေးပဲရေးကြည့်ပါတယ်ရုပ်ကတရုပ်ကရဲ့ဘာဖုန်ကျူတူတဲ့မှုပေါ့နော်ပညာရေးဖြစ်ပြီးတော့အချင်းတက်ကဘောင်းဆောင်ပေါ့နော်ဖုန်ကျူတူတဲ့မှုကအတိကအချုပ်ရမှုကတော်လေးပဲရေးကြည့်တယ်ဒီကကျတော့လူငယ်တွေကလည်းအဲ့ဒီယောဂအရှိမှုကိုလုံနိုင်တယ်လုံနိုင်ဆွနေရှိတယ်အဲဒါကြောင့်လူကြီးတွေကလည်းလူငယ်တွေကိုအယူကြည်ကြည်ပြီးဝရှိပြီးတော့မှာပေါ့နော်လူငယ်တွေလည်းယောဂအရှိမှုမှာဖြစ်တယ်ဆိုတဲ့ဟာလေးဆိုတော့ဒီလေးကိုရွေးချယ်ပါဒီကျေးဇူးတင်ပါတယ်ဆရာလည်းလူငယ်တယောက်အနေနဲ့ပေါ့နော်ဒီရက်တော့ဥချီမှုဝင်ပြန်ဖို့ဆန္ဒရှိတာ
산다로 무시고 다른 저런 이동의 폐가에 이 야구 주의 물이 세무자의 물이만 위험심의 것도 그리고 나도 그 오추의 물인데 이 친구네 들하고 이 오추의 물이 위치에 포함 배치만 필요한데 이 로아때 이 뒤도 디타일에 이 아티비냐는 디나는 들어다 싶어서 오케이, 우리가 저는 야구 도모지가 오추의 물이 됐다면 가তে단 이 나는 담아야 됐다네 이제래 뭐 소리로 저는 뭐뭐 봐 아니 야구 저는 오주의 물이 됐다니 울라메 나는 서다군에 마스라도 서디니 막 고소네 그럼 이번에 데이니 아사미 됐다때 피마고 이번에 뭐 저는 둘이 오주들이 나니기로 이 타임 프레임 뭐 그 저는 수업이라 시바 이 타임 프레임이야 뭐리 나중에가 이 마스디 January 보노 January 두디야 빠 아드레마 저는 이 기계에 보여 유튜브 도에 저는 텔레비전 많이 시와요. 아 저는 로디바 아비나 저는 이 디비냐베 바이 보노 아니 나와래 아 디비냐베 바이 나들로 디타리아 바마 저는 사원이 바 그래서 우드로 제 저는 이 묘고마로 저는 보내면 야고 알로 바비노 그 말이시대 비디오리네 에피소드로 다디비냐 베르마리로 제제디비야구나 사회대 그리고 이 디아로야는 복구리가 미면데 미고리고레베 저노리네 디자 뱀비로 기자게 아이 뭐마 세미나 모리가 좀 되네로 저는 니마네 알아로 저는 어디비냐 베르고나 도리베 제이바리 마드로지노 아저나 이 민네스 단나사야리 약간 제가 어서 제무리 저는 세이고네니고 비게레 이 January 상하이니마 저는 영마에 들어 때나 보자게 하고 들어가는 길로 이제 들어온다고 다다음에 이제 지원이마 이들이 야미로 어디냐 베르나리 오래베 서울의 시간 대시거나 이 지수들 말에 루미아리 폐가 어디 예뻐 이 우추이무 위치에다가 플랜팅다 시라 소리 하는데 이제 못하게 쓰는 거 오케이 저것을 유무 제일에 지마 꿀림이다 뭐로 시발에 이리 꿀림이다 무슨으로 비어가 지마 저로 와 이것을 유무 저거 저 비오미도 하비 돌리고 예지에 가져 이거 뒤고 예쁘게 좀 볼까 어쩌 보마 돌래 와 무지에 가져 저로 이것을 예지에 지마 룽이리요 민글리요 이로 이거 제가 루지리 보노 공로 꿀림이다 손에 보노 택단에 피팅데 보노 아구 아테야레 요거 저 예모고 유부 도레 루바에서래 그렇죠 이 약간 우추이무리요 별로요 루보고리로 약간 우추이무 치시지 오케이 요거 저 예모가 좀 뭐인데 손도 좀 피치인데 요거 저 예모 말에 손도 파트마티카 체크로 요거 보마 두 세트나 시를 보노 비로 두가 어처 예모 로여로미스로 요모도 하나 내리래 니네 보바오노 티티네 표 마스갈리래 tetap minero yotatin na bono biro tika ro jekko ko wa jekko ma bari wechesi le biro bitulu chu ta bari wechesi le to wa bari lu atri bono ira ko kong lu de hari ko tit biro ma di na biro ma bono jekko ta wa sitina tet sitana sisine lo mai de biro aching le pina de jekko chini ko chini shi 오케이 지수들 말에 이제 뭐 우추이무리 뒤지가 우추이무리 바우는 디세무야의 무리 유체의 무리 이 진짜만 제대로 배우시 그거는 저는 야고도 뭐 제가 없어 저기 우리 본방 마마노 그나마 대비로 이제 고체 시간 스라리 줘라 알아 이제 고체가로 저는 이 내가 미관하고 뭐 봐도 내가 맞지. 리아요에서 아베요 아메요가 저는 만나는 맞지야. 고래레베 만나는 지야마. 나는 거라도 아때 나상안에 기비야. 라고나 베라는 룽게니 뭐노. 룽게레레 바고 싶어. 아때 나상안에 기비비도 지노. 야뭐 또 뭐지어서 지금 유지가 가는 시간. 너. 야뭐 룽게레레 바고 싶어. 이제는 많아. 나는 이 약을 하면 뭐노. 안에서 만에 서른이 하네. 비에
어제 뭐 이거 비에 말해 리야 그거 많이 하면 우마워 이러다 약간 많이 내는 거가 어제 뭐 비비네 이러다 약간 많이 리야 제가 양이 뭐야 내가 이 대다가 아니다 원해 뭐 솔루션은 तुझे या बड़े माँ दस दिन नहीं रखा था उन्होंने भी नन्हे शी तो ये क्या करता शी वो नन्हे में किधर ही लोग जाओ ना अतो ये ना भी क्या ना है क्या भी दिया को माने ये मैंने भी सोल्यूशन तो नहीं ना ये क्या करता शी तो ये ना वो ना बहुत कुछ है ना माने उन्हें तो दिया ना ना तो करो यार वो ये जो लेज़ा भी लो तो एक आध मारी शी नहीं किया अरे यार वो लेज़ा जी जो लेज़ा डाला शी नहीं ना तो गुआरो को अफेजी में को यार वो लेज़ा जी जो लेज़ा चिन्ह वो लोग आप देखा तो मरीशिया में ना वो पेड़ है टाउन ठासा उन्हें इस्वाशी किया ना डारन ने चेक किया नहीं पेड़ टाउन जो ना कभी तो आप भी मिले हो तो अनेक लोग और जो वो डेटा का किधर है ना जब कहीं किधर है लोग ना टाउन हमारे तो जो अपो उच्चनी है जो म्यूने ऐसे जो यो वाली भी लोग पेड़ लोग ना टाउन ये म्यूने ऐसे थाना साया नहीं है लोग ना टाउन तो तो ना सो या वो ये वे अधे लोग ना टाउन है लोग ना भी ना मिला वाला तो लोग ना टाउन ठासा उन्हें नहीं किया ये ना तो नहीं करना नहीं ये जो नहीं है जो को सिर्फ ना ठेता तो अभी टाउन ठासा वो साना शिया तो वो यार भी वो अगर ठोका मारे ये भी हो ना तो ये तू नहीं है तो दी सिर्फ ना शिव वो टाउन जी हम लोग चीने जो इच्छा हो सो देवे बात ना और वो ना दी कहने से उच्च वो ये कहने तू ने अब नहीं है बिना से वो नहीं आ रहा है अच्छे तरह का काम नहीं हो योद्धा चाहना हो लोग अभी बात दारा ने ये जी हो ना तू दिया ना कभी लोग जाओ तो तू ने बिना से वो नहीं आ रहा है अच्छे तरह का काम है योद्धा चाहना है तो क्यों अरे वो टाउन ठासा से नहीं क्या बोलने में होती जल्दी ना सो बोलने में ना अब नहीं क्या बोलने में सो बोलने ये करो नहीं आ ये लेने का फजी हुए ना बहु मध्य आदि में माँ बाबू ने उसे तो नहीं भागा हुआ ना अगर अच्छे कोचे को तो पूरे बुमा महावा ना उन्हें बरड़ा मारे अरे अच्छे कोचे ने कहीं दे तुरिया लो ना सही नू या नू ये आकारों का या वो जो कुली ने ये जो कब कोई शिवा है अरे मैं भी यूज़ करते तुरिया अरे ये जो शिवा भी हुआ ये जो भी दिगा ये लोग तो नहीं है चीज़ों की तो लोग ओके भाई चीज़ों की मारे उच्च विमोह नहीं है दुनिया नो दुनिया योद्धनी की उच्च ये करना मापावन नाची pero yo tuve un journal muy chique Luigi era lunero nene quara no Luigi era tuju bai ne ada almisi ya to di lunge bai ala ba mi tinya bai ni chara lunge ni chara ada pi era no ko data ani da ne khekka la ko mi ne so na shi lo chino la mi ne pi era chano ko ne lunge tiao phit ne tiao mo chara lunge uche mu ri ne le lo ke pu ba ne dia ma tai ma no so ma ne ba लोग क्या बोले ऐसे भी है फिर उस लोग कौन है नाले जा रहे हैं ना ये जब वो दी लुंगेरी यार अम्यूदमी हो ना तो अम्यूदमी ले बेले दी अम्यूदमी ले जागा देशी काला माँ ना अम्यूदारी नहीं मामला में लो जादू जी फिर जी माँ अम्यूदमी ले यार ये लोग है तो इधर वाली ना कुछ लोग हैं ना को एक ठाव है उसी है को जाए वो उसी नहीं है ये लोग उसी मुझे ये जो काम है जो तो लोग कौन है नहीं रह सकते नंगे रोले डाले आप भी नहीं है ना मशीन ये चीज़ों की मारे उच्च ये लुंगे दे या नहीं दे उच्च ये करना नो ती योद्धनी लुंगे ली पावन नाची नाची बाहर जो चीज़ भी शी ओके ये उच्च विमोह जो ये चीज़ मावो नो लुंगे ली ना निकले ली बादशाह का जो चीज़ सिंधे से नो ठीक है प्रमाचे का लुंगे ली है वो motivation po no lungeria luji dia lungeri ko yung chisi de ka cha lungeria le ta chwa ko ma iri je ko ko ma le ta chwa ko ma pa chinse nya la bi ro lungeria le ko ha ko confident po no yo ji ko ma nya la le bi ro alo lo ching ma po no je ko la tuချိန်မှာလူငယ်တွေပေါင်းချင်းအဖြစ်ဘာဖြစ်လဲဆိုတော့လူငယ်တွေကိုသူတို့မှတွက်လက်တယ်ပြီးတော့ရုပ်ကဖွံ့ဖြိုးတဲ့အလုပ်ပေါ်မှာပေါ့နော်လူငယ်တွေပေါင်းမှုသူတို့မှများလာမယ်လို့ကျွန်တော်ဒီအကျိုးကျေးဇူးဟုတ်ကဲ့ဒီ
လူငယ်တွေကတော့အချိန်လည်းပေးနိုင်တယ်ဘယ်နေရာမှာဆိုသွားနိုင်တော့ဆိုတဲ့အခါကျတော့ဒီအများကြီးတိုးတက်မှုတွေဖြစ်နေပေါ့လို့ဆရာအမျိုးသမီးတွေကဏ္ဍနဲ့ဒီလက်ရှိအနေအထားပါဆိုရင်ဒီအုပ်ချုပ်ရေးကဏ္ဍမှာအမျိုးသမီးတွေကတော်တော်လေးနည်းတယ်နော်ဒါအောင်ဆရာအနေနဲ့ထင်တယ်ဟုတ်ကဲ့အဲ့ကကျွန်တော်မြင်ဆိုတော့ဗာတင်တယ်ပေါ့နော်ဒါပေမဲ့အထူးကတော့မြို့သမီးတွေကအဲ့ဒီမြို့ဒီမှာသူတို့မြို့သမီးတွေကိုလာရအဲ့ဒီမြို့မှာတော့ကျွန်တော်တို့ဗာတင်ဘူးပေါ့နော်အဲ့ဒီမြို့စိတ်ထားလေးသူတို့ရှိတယ်အဲ့ဒါလေးကိုသူတို့မရှိဘူးပေါ့နော်အဲ့ဒါလည်းအကျဉ်းချရလုံနိုင်တဲ့အားတွေကျွန်တော်တို့ကလည်းလုံနိုင်တဲ့ဆိုတဲ့ဟိုပါပေါ့နော်အယုံကြည်ရှိဖို့လို့လည်းပြီးတော့သူတို့ကလည်းဗာတင်တယ်ပေါ့နော်ဒါတကွာလုံးကလည်းဟိုhuman right ပေါ့နော်တန်းတူရေးလူတိုင်းရတူပေါ့နော်ကျွန်တော်တို့ဒီမှာပြောစင်တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အထူးကကောင်းဆောင်တာလောင်စာစုကြည့်ပဲလေသူကမိမိလေးပဲအဲ့ဒီကကျတော့ရုပ်ခုတူတဲ့ရေးပုံမှာလည်းမိမိလေးရပါဘူးလို့ပေါ့နော်ကျေးဇူးတင်ပါတယ်နောက်ဆုံးအနေနဲ့ဒီရပ်ကွက်တုံးမှုကြီးရောအစိုးရချီရေးမှုဒီရွေးချယ်ခြင်းနဲ့ပတ်သက်ပြီးမှဒီအများပြည်သူတွေပေါ့နော်မဖြစ်မနေတီးရမယ့်အချက်တွေပဲရှိတယ်အဲ့တော့ဒီရပ်ကွက်သမုတ်ကြီးအောင်ဆိုဒီနီးဥပဒေပေါ့နော်နီးဥပဒေကိုခုလာမယ်ဒီ2020ဒါကျွန်တော်တို့ဒီဇင်ဘာမှာကျွန်တော်တို့နီးဥပဒေပြဋ္ဌာန်းတာရှိအဲ့ဒီတည်းနေပြီးတော့ထူးခြားတာပေါ့နော်ဒီမိဘနဲ့လည်းကမ်းကြီးမှာအရေးကြီးတာကလည်းဒီတစ်ခေါက်အုပ်ချုပ်မှုရွေးဖို့မဲပေးမယ်သူတွေအဲ့တော့မဲပေးမယ်သူတွေဒီကျွန်တော်တို့6ကြောင်မင်းတော့6ဆိုတော့လောကပေးတဲ့6ကြောင်မင်းတော့6ပေါ့နော်အဲ့ဒီရှီယာမှာဖြစ်ပါတယ်အဲ့တော့6ကြောင်မင်းတော့6ကလည်းဥပမာပေါ့နော်ဈေးတရားကွက်မှာကိုယ်နေနေဆိုရင်ကိုယ်6ကြောင်မင်းတော့6ဒီဈေးတရားကွက်တည်းရ6ကြောင်မင်းတော့6ဖြစ်ရဟိုပြီးတော့တရားကွက်တည်းက6ကြောင်မင်းတော့6မဖြစ်ရအဲ့တော့ဈေးတရားကွက်တည်းက6ကြောင်မင်းတော့6ရှီယာမယ်ဘောနော်ဒီရကွက်မှာကိုယ်ကွက်မှာရှီယာမယ်အဲ့မှာတော့ကတော့အဲ့ထောင်94ဆိုတာတခုကပေါ်လာအဲ့တော့အဲ့ထောင်94ဆိုတာကတော့ကျွန်တော်တို့ဒီ6ကြောင်မင်းသား6ထဲမှာပါဝင်တဲ့မိသားစုတွေကနေပြီးတော့အသက်16နှစ်ပြည့်ပြီးတယ်ဒီမဆိုတော့သူ့ကိုကွန်ပျူတာစုဝင်ထဲကနေပြီးတော့ကဲသူကတော့ငါတို့မိသားစုရဲ့ငါတို့အိမ်ထောင်စုရဲ့အိမ်ထောင်စု90လေချစ်တယ်ဆိုပြီးတော့သာမန်ပြရတယ်ဆိုတော့အိမ်တော်စုတစုမှာဒီတို့ပဲပဲဟုတ်ပါတယ်ဗျအဲ့တော့အခုနကပြောတဲ့အိမ်ထောင်စု90လေကဘယ်နဲ့ပြရမလဲအဲ့ကြောင့်ကျွန်တော်အိမ်ထောင်စု90လေကိုအရင်ဟိုရွတ်ထုတ်အဲ့ဒါမိသားစုကရွတ်ထုတ်တယ်အဲ့တော့အဲ့တော့90လေဖြစ်တယ်အဲ့တော့အဲ့တော့90လေကပဲကျွန်တော်တို့အခုကြည့်ကြရတဲ့ချိန်မှာမဲပေးမယ်စိုက်မှုရတဲ့ချိန်မှာမဲပေးမယ်ရိုင်မှုရတဲ့ချိန်မှာမဲပေးမယ်ကျေးဝတ်တော်ကရတဲ့အဲဆိုရင်ရောက်ကတော့ကျေးဝတ်ဆိုအချင်းရတဲ့ချိန်မှာမဲပေးမယ်နော်သူကလေးချိန်မဲပေးမယ်သူပဲပေးရမယ်အဲ့တော့မဲပေးကိုရတဲ့ချိန်မှာအဲ့ဒီအဲ့တော်90လေကမအားလို့နော်သူမလာနိုင်လို့ဆိုပြီးတော့အချောင်းလောက်မရှိဘူးအဲ့တော့လည်းဒိဋ္ဌာအဲ့တော့ဒီအရေးအခြေခံဖို့တွေကိုကျွန်တော်တို့မဲပေးမဲ့ပုံကိုရတယ်အဲ့လိုမျိုးကျွန်တော်တို့အရေးကြီးလို့ပေါ့နော်ဟိုရှိရမယ်အဲ့ဒီနဲ့စီးရပေးတဲ့သူကလည်းကိုစားလာတော့မရတော့အဲ့ဒီချေတော့နည်းနည်းအရေးကြီးတယ်လို့ဟိုဒီပြောချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ဒီနေ့ဆွေးနွေးတဲ့အကြောင်းအရာကတော့ဒီရပ်ကွက်တို့မဟုတ်ကြီးကအုပ်စုအုပ်ချုပ်ရေးမှုများရွေးချယ်ခြင်းနဲ့ပတ်သက်ပြီးအများပြည်သူတည်တည်နဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးမှဆွေးနွေးကြတာဖြစ်ပါတယ်ဆွေးနွေးပေးတဲ့မြို့နယ်အုပ်ချုပ်ရေးမှုဦးညီမှုနဲ့စီဝိုင်းကိုအတွေ့အမှုစလိုင်းမန်ကိုကိုလည်းဒီစုတင်ချကြောင်းဖော်ပြနေပါတယ်။ online ပေါ်နေကြည့်စုနေကြတဲ့ပြည်သူများအားလုံးလည်းဒီဟာနဲ့ပတ်သက်ပြီးမှတီကောင်းဆရာရဲ့အများကြီးရရှိမယ်လို့ပြောရပါတယ်။ကျွန်တော်တို့ရဲ့ဆွေးနွေးမှုကတော့ဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်ရစေ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်